ဖေးဒါယုံသွားရမယ်နော်ဟောအေးဒါယူဆိုင်ပြီးသွားအောင်နော်စိတ်ချပါဖေးရဲ့ဩပြီးတော့အဖေနဲ့မြို့ကိုလိုအပ်တဲ့စီဒါဒီနေ့တခါတည်းဝယ်ခဲ့မယ်နော်ပြီးရင်ဘာစားခြင်းလဲစဉ်းစားထားလိုက်ဒါယုံစင်တာနဲ့ဖုန်းဆက်လိုက်မယ်ကောင်းပါပြီဗျာကဲဒါသွားတော့နောက်ကြနေဦးမယ်နော်ဟုတ်ပြီဟုတ်ကျွန်တော်သားလေးကအခုဆိုရင်ဘွဲရပြီးတော့လုပ်ငန်းခွင်တော်ဝင်နေပြီဗျာဒါပေမဲ့ तू ဒီလိုအခြေအနေရောက်ဖို့ကျွန်တော်တို့မိသားစုတော်တော်ကြီးစိုက်ခဲ့ရတာဗျာသူ့ရဲ့ကိုဝင်စရပြီဆိုတာသိတဲ့နေ့ကတော့လင်မယားနှစ်ယောက်အပျော်ဆုံးနေ့ပေါ့ဗျာဟာတကယ်အဲ့လိုနဲ့လင်မယားနှစ်ယောက် तू ကြမ်းကြမ်းမာမာမွေးဖွားလာနိုင်မှုအနေထိုင်အစားအသောက်အစားရယူဆိုင်နေနေသူကြမ်းကြမ်းမာမာမွေးဖွားလာနိုင်မှုစောင့်နေကြတာပေါ့ဗျာဒါပေမဲ့မထင်မှတ်ပဲလူလောကတွေကိုစောရောက်လာခဲ့တယ်ရှင်းအောင်ပြောရရင်မွေးလာမစီပဲနဲ့မွေးလာခဲ့တယ်ပေါ့ဗျာဒါဟာကဘာတဝမ်းကလေး10ယောက်မှာတယောက်ဖြစ်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့သားဦးလေးဒီလိုမွေးဖွားလာတော့အတွေ့အကြုံမရှိတဲ့ကျွန်တော်တို့မိဘတွေမှာစိတ်ပူတာတွေရောဘလို့ပြုစုရမယ်ဆိုတာတွေပါကျွန်တော်တို့လင်မယားနှစ်ယောက်အကြက်ရိုက်ကုန်ပါတယ်လားမစေပဲမွေးလာတဲ့ကျွန်တော်သားဦးလေးအတွက်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီပေးနိုင်မှုရကျွမ်းကျင်တဲ့ဆရာများရဲ့အကြံပေးသင်ကြားပြသတာတွေကိုလိုက်နာဆောင်ရွက်ခဲ့ရတယ်ပထမဆုံးကတော့မွေးပြီးချင်းတနာရီအတွင်းထိရောက်ပြီးအသက်ကပြုစုစောင့်ရှောက်မှုဖြစ်တဲ့ immediate skin to skin လို့ခေါ်တယ်မိခင်နဲ့ကလေးအသားချင်းထိကပြုစုစောင့်ရှောက်မှုလုပ်ရပါတယ်အဲ့လိုစောင့်ရှောက်ပေးလိုက်တဲ့အကျိုးကျေးဇူးကကျွန်တော်သားလေးအတွက်နှွေးထွေးလုံခြုံမှုပေးနိုင်တဲ့အပြင်မိခင်တို့စတင်တိုက်ကျွေးဖို့ရအများကြီးအထောက်အကူဖြစ်သွားတယ်ဒီလောက်တဲ့နေမဟုတ်ဘဲနဲ့ကျွန်တော်သားမှာလားမစီပဲမွေးတဲ့ကလေးတွေမှာဖြစ်တဲ့အသက်ရှူခတ်တာတို့မိခင်တို့ကောင်းကောင်းမဆုနိုင်တာတို့ကိုယ်လေးချိန်မပြည့်တာတို့စတဲ့အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေပြသလာတော့လေကျွန်တော်တို့အခြေခံပြုစုစောင့်ရှောက်မှုနဲ့မလုံလောက်တော့ပြန်ပါညှို့ဖို့လက်ခံရအဆင့်မှာရှိတဲ့ကလေးဆရာဝန်တွေစီတွားရောက်ပြသပြီးယောဂဘိုးမွန်အောင်ကာကွယ်တာတွေကျန်းမာရေးစမ်းစစ်ကုသတာတွေကိုယ်လေးချိန်တွေလိုအပ်တဲ့အစာအာဟာရဖြည့်ဆွတ်တာတွေဥပမာနှုတ်ကောင်းကောင်းမဆုနိုင်တဲ့အချိန်မှာမိခင်တို့ကိုစနစ်တကျညှစ်ပြီးဇွန်းနဲ့တိုက်ကျွေးတာတို့ဂယူးတစ်ဆိုင်လောက်ရပြန်ပါတယ်ကန်ဂရူမာသာကဲလို့ခေါ်တဲ့သားပိုက်ကောင်မိခင်ကဲ့သို့ပြုစုစောင့်ရှောက်မှုကလည်းအရေးကြီးပြီးတေချာလိုက်နာဆောင်ရွက်ခဲ့ရပါတယ်မိခင်တယောက်တည်းအရေးကြီးလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးအနီးနားပတ်ဝန်းကျင်ကလူတွေရဲ့ငွေအားပဲဖြစ်ဖြစ်ခွန်အားပဲဖြစ်ဖြစ်ဖေးမမှုတွေကလည်းကျွန်တော်သားလေးအခုလိုအနာဂတ်ဘဝလှပအောင်ပံ့ပိုးကူညီရရောက်ပါတယ်ပြီးတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းအခု2025ခုနှစ်ကစလို့နှစ်စဉ်နှစ်တိုင်းနိုဝင်ဘာ18ရက်နေ့ကလာမစိကလေးများနေ့အဖြစ်ကမ္ဘာ့ကျန်းမာရေးပြက်ကလေးမှာတရားဝင်ထည့်သွင်းလိုက်ပြီပဲဖြစ်ပါတယ်ဒါဟာလည်းကျွန်တော်တို့လိုလာမစိကလေးများမိဘတွေအတွက်အသိမဲ့အပြုခံရတာတွေရောဒီကလေးတွေရဲ့အရေးကြီးမှုကိုပါမိမောင်းထိုးပြနေပါတယ်အခုဒီဗီဒီယိုကြည့်ရှုနေတဲ့မိဘပြည်သူတွေလည်းမိမိပတ်ဝန်းကျင်မှာလာမစေဝဲမွေးဖွားလာတဲ့ကလေးတွေတွေ့ရင်မိခင်တွေတွေ့ခဲ့လို့ရှိရင်သူတို့အသက်ရှင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ကျန်းမာရေးအသိပညာပေးဘူးတုတိုင်းနဲ့ပံ့ပိုးကူညီရင်လာမစေကလေးများအနာဂတ်တောက်ပါရေးစောသီးထီရောက်စွာစောင့်ရှောက်ပေးကြပါစို့